ပြည်တိမ်ဘောလုံးသမိုင်းမှာကျောင်းရွှေကြီးအများဆုံးကစားသမား10ဦး PT Sport ကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေမင်္ဂလာပါဗျာကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လီဗာပူးအသင်းဟာလီဗာပူးအသင်းရဲ့ဂျာမန်လူငယ်ကျယ်ဝင့် Florian Wirtz ကိုကလပ်ဆန်ချီနီပြောင်းရွှေ့ကြီးပေါင်116.5 သန်းနဲ့တရားဝင်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်အသက်22နှစ်သားရှိသေးသူ Florian Wirtz ကိုလီဗာပူးအသင်းကဘိုင်ယန်မြူးနဲ့မန်စီးတီးရီယယ်အသင်းတို့နဲ့လက်ဦးမှုယူပြီးတော့ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး9နှစ်စာချုပ်ချုပ်ဆိုခဲ့သလိုပြောင်းရွှေ့ကြီးပေါင်တန်း100ခြေစွမ်းနဲ့အောင်မြင်မှုလိုက်စုချင်းငွေအဖြစ်ပေါင်16တန်းကျော်ထပ်မံပေးချေရမှာဖြစ်ပါတယ်အဲဒါကြောင့် Florian Wirtz ဟာ Chelsea နာမည်ကျော်ကွင်းလန်လူကိုက်စီရိုကိုကျော်ဖြတ်ပြီးတော့ပြီးတိမ်ဘောလုံးသမိုင်းတစ်လျှောက်ပြောင်းရွှေ့ကြီးအများဆုံးကစားသမားဖြစ်ရည်တည်နိုင်ခဲ့ပါပြီChelsea အသင်းဟာ2023ဩဂုတ်လတုန်းကကိုက်စီရိုကို Brighton ကနေစုချင်းငွေအပါအဝင်ပေါင်115သန်းနဲ့ခေါ်ယူခဲ့ပြီးပြီးတိမ်စံချိန်တွေပြောင်းရွှေ့ရေးဖြစ်ခဲ့ပေမဲ့အခု2နှစ်နီးပါးအကြာမှာတော့ Florian Wirtz ကကိုက်စီရိုရဲ့စံချိန်ကိုချိုးဖျက်နိုင်ပြီဖြစ်ပါတယ်ပြီးတိမ်ဘောလုံးသမိုင်းတစ်လျှောက်ပြောင်းရွှေ့ကြီးအများဆုံးကစားသမားစင်းမှာတတိယနေရာရည်တည်နေတာက Chelsea ကွင်းလန်တို့တူပဲဖြစ်တဲ့ Enzo Fernandez ဖြစ်ပြီး2023ဇန်နဝါရီလတုန်းကဘင်ဖီကာအသင်းကနေ Chelsea ကိုပေါင်106သန်းနဲ့ရောက်ရှိခဲ့ပါတယ်အခုစီးရင်မှာအာဆင်နယ်အသင်းရဲ့အင်္ဂလန်နာမည်ကျော်ကွင်းလန်လူဒီဂလန်ရိုက်စ်ကအဆင့်လေးချိတ်ခဲ့ပြီးအာဆင်နယ်အသင်းဟာ2023ခုနှစ်တုန်းကဒီဂလန်ရိုက်စ်ကိုဝက်ဆန်အသင်းစီကနေပေါင်105သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်အဆင့်9နေရာမှာတော့မန်စီးတီးဒေါ်မာတက်စစ်ကစားသမား Grealish ကရည်တည်နေသလိုမန်စီးတီးအသင်းဟာ Grealish အတွက်ကလပ်ဆန်ချီနေပြောင်းရွှေ့ကြီးပေါင်တန်း100အထိအသုံးပြုခဲ့ရပါတယ်Chelsea နာမည်ကျော်တဲ့စစ်မှုဟောင်းလူကာကူဟာပေါင်69.5သန်းနဲ့အဆင့်6နေရာမှာရှိနေပြီးကလပ်လက်မဲ့ဖြစ်နေတဲ့ Manchester United နာမည်ကျော်ကွင်းလယ်လူဟောင်းပေါ်ပါကပေါင်89သန်းနဲ့အဆင့်9နေရာမှာရည်တည်နေပါတယ်။ United အသင်းရဲ့လက်ရှိကစားသမား2ဦးဖြစ်တဲ့အန်တိုနီမဂွိုင်းယာတို့ကလည်းအခုထိပ်ဆုံး10ဦးစီးရင်မှာပါဝင်ခဲ့ကြပြီးအန်တိုနီကပေါင်85.5သန်းနဲ့အဆင့်8နောက်ခံလူတွေထဲမှာကမ္ဘာ့အကြီးဆုံးဖြစ်ဆန်ရည်တင်ခဲ့သူမဂွိုင်းယာကပေါင်85သန်းနဲ့အဆင့်9နေရာမှာရှိနေပါတယ်။မန်စီးတီးအသင်းနောက်ခံလူဂါရီယောကအဆင့်20နေရာမှာရှိနေပြီးမန်စီးတီးအသင်းဟာဂါရီယောကိုပေါင်89သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။အခုဖော်ပြခဲ့တာကတော့ပြီးတိမ်ဘောလုံးသမိုင်းမှာပြောင်းရွှေ့ကြီးအများဆုံးကစားသမား10ဦးစီးရင်ပဲဖြစ်ပါတယ်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားကောင်းတဲ့အကြောင်းအရာတွေကိုထပ်ပြီးဖော်ပြသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။